ဘန်ကောက်မှာတပတ်အတွင်းကပ်ပေးပါလို့များလာလဲစဉ်းစားစရာပါပဲ။နှစ်အစမှာဘန်ကောက်ဟာအရင်နှစ်တွေနဲ့မတူတာကအမှန်ပါပဲထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲနီးကပ်လာလေလေကပ်ပေးများလာလေလေထင်ရပါတယ်။လွန်ခဲ့တဲ့ခုနှစ်ရက်အတွင်းမှာကပ်ပေးကတစ်ခုပြီးတစ်ခုမတူညီတာတွေဖြစ်ခဲ့တာပါ။နိုင်ငံသားတရားမဝင်အလုပ်သမားများအထင်းမှမြန်မာတွေကိုပုံမတင်းကျပ်စစ်ဆေးဖမ်းဆီးလာပါတယ်။နှစ်တိုင်းလေထုမတန်ဖြစ်နေကြဘန်ကောက်ဟာဒီနှစ်မှာဇန်နဝါရီ10ရက်နေ့ကစလို့ PM လေထုညဉ့်ညမ်းမှုမြင့်တက်ခဲ့ပါတယ်။ကလေးသူငယ်နာတာရှည်နေထိုင်မကောင်းသူပန်းနာရင်ကျက်သမားတွေကိုအပြင်မထွက်ဖို့အစိုးရကတိုက်တွန်းရတဲ့အထိပါပဲ။ဇန်နဝါရီ19ရက်မှာမြန်မာတွေအနေများပြီးနိုင်ငံသားအသွားလာများတဲ့ရာမနှစ်လမ်းကလမ်းပိုင်းတနေရာမှာမြေပြိုပြီးကားတစ်စီးထိုးကျပျက်စီးခဲ့ပါတယ်။ဇန်နဝါရီ14ရက်မှာတရားပေါ်ကကရိန်းပြုတ်ကျလို့အောက်ကမောင်းလာတဲ့ယထာပေါ်ကိုပြီးယထာအတွင်းခရီးသည်များဆုံးပါဒဏ်ရာရခဲ့ပါတယ်။ထိခိုက်မှုမှာမြန်မာတွေလည်းပါသလိုထိုင်းတော်များများအထိနာတဲ့အပြင်ရော်ကြေးများစွာကိုနိုင်ငံတော်နဲ့ထိုင်းယထာလိုင်းကပေးလျော်ခဲ့ပါတယ်။ဇန်နဝါရီ16ရက်မှာတော့စောက်မှုပရာကန်ဒေသရေဆိုးမြောက်မှဓာတုပစ္စည်းများယိုစိမ့်မှုဖြစ်ပွားခဲ့တာကြောင့်လူ90နီးပါးဆေးရုံတင်ခဲ့ရပြန်ပါတယ်။ဇန်နဝါရီ15ရက်မှာချွန်ပူရီမြို့နယ်အပိုင်းမှာစက်ရုံဖယ်ရီကားမောက်လို့မြန်မာလုပ်သား42ဦးဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်ရာမနှစ်လမ်းကလမ်းတရားဆောက်လုပ်ရေးမှကရိန်းပြိုကျလို့လူတအူးဆုံးပါခဲ့ရပြန်ပါတယ်။တရားပြိုကျမှု2ကြိမ်ဖြစ်ပြီးအချိန်မှာတော့တရားဆောက်လုပ်ရေးအီတာလီယန်ထိုင်းကုမ္ပဏီကိုတော့ထိုင်းဝင်ကြီးချုပ်အနုတင်ကတင်ဒါဖျက်သိမ်းခဲ့ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းယာလာပတ်တာနီနာယာဒီဝက်တို့မှာစီဆိုင်ပေါင်း30ကျော်ကိုတိုက်ခိုက်ခံရလို့ပောက်ကွဲပျက်စီးခဲ့ပါသေးတယ်။ဒီအဖြစ်အပျက်အများစုကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့နယ်အတွင်းမှာတပတ်အတွင်းမယုံနိုင်လောက်အောင်ရွေးကောက်ပွဲကျင်းပနေချိန်ကာလအတွင်းမှာဖြစ်ပွားခဲ့တဲ့ဘေးဒုက္ခတွေပါထိုင်းနိုင်ငံရဲ့နိုင်ငံရေးနဲ့ဆိုင်မလားဆိုတာကိုတော့ထိုင်းနိုင်ငံအတွင်းနေထိုင်တဲ့ရွှေမြန်မာတွေမသိနိုင်တာမို့သတိထားဂရုစိုက်စေချင်ပါတယ်။